အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဇန်နဝါရီလ9ရက်နေ့တကြနေ့အတွက်မြန်မာနိုင်ငံရဲ့ထူခြားတဲ့မိုးလေဝသအခြေအနေတွေပြပြသွားပါမယ်ရှင်ပထမဆုံးအနေနဲ့ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်အခြေအနေကိုပြပြပေးပါမယ်အဲ့ဒီမုန်တိုင်းငယ်ဟာအနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးတိရိလင်္ကာနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကိုဒီနေ့ညမှာပဲဝင်ရောက်မှာဖြစ်ပါတယ်အဲ့ဒီမိုးလေဝသဌာနကတော့တိရိလင်္ကာကမ်းရိုးတန်းကိုဟမ်ဘန်တိုတာနဲ့ဘန်တီကလိုအာမြို့ကြားကဖြတ်ကျော်ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ဒီမုန်တိုင်းဟာမြန်မာနိုင်ငံအပေါ်တက်ရောက်မှုမရှိပေမဲ့မြို့နယ်အချို့မှာဒီနေ့ကနေနောက်3ရက်အတွင်းတိတ်အထင်ဖြစ်ထွန်းနိုင်မှာဖြစ်ပါရှင်ဆက်လက်ပြီးဒီနေ့ရဲ့နေ့ပူချိန်အခြေအနေတွေတင်ဆက်ပေးပါမယ်နော်ကချင်နဲ့စကိုင်းတိုင်းတို့မှာ22ဒီဂရီကနေ24ဒီဂရီထိရှိနိုင်တာကြောင့်မနေ့ကအထက်2ဒီဂရီခန့်ရွေ့ကျသွားတာကိုတွေ့ရပြီးရှမ်းနဲ့ချင်းတို့မှာတော့20ဒီဂရီကနေ22ဒီဂရီဝန်းကျင်ထိရှိနေနိုင်မှာဖြစ်ပါရှင်ကရင်ပြည်မှာတော့24ဒီဂရီကနေ26ဒီဂရီထိရှိနိုင်တာကြောင့်မနေ့ကထက်စာရင်2ဒီဂရီခန့်ပြန်လည်တိုးလာတာကိုတွေ့ရပါတယ်။တန်တီသားတွေဖြစ်တဲ့မန္တလေး၊နေပြည်တော်၊မကွေး၊ရခိုင်၊ပဲခူး၊အေရဝတီ၊ရန်ကုန်၊ကရင်၊မွန်နဲ့တနင်္သာရီတိုင်းတို့မှာတော့28ဒီဂရီကနေ30ဒီဂရီဝန်းကျင်ထိရှိနေမှာဖြစ်တာကြောင့်မနေ့ကထက်စာရင်2ဒီဂရီခန့်နေပူချိန်ပြန်တိုးလာမှာဖြစ်ပါတယ်။ညပူချိန်တွေဆက်လက်တင်ပြရရင်ရှမ်းပြည်မှာ6ဒီဂရီကနေ8ဒီဂရီအတွင်းသာရှိလို့တပြည်လုံးမှာအေးဆုံးဒေသတွေဖြစ်ရှိနေမှာဖြစ်ပြီးကချင်ချင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာတော့ညပူချိန်8ဒီဂရီကနေ10ဒီဂရီဝန်းကျင်ထိရှိနေမှာဖြစ်ပါရှင်ဒီနေရာမှာစကိုင်းတိုင်းထပ်ပိုင်းဟာမနေ့ကထက်2ဒီဂရီခန့်ညပူချိန်ရွေ့ကျသွားတာဖြစ်တယ်လို့ကရင်ပြည်မြောက်ပိုင်းမှာလည်းညပူချိန်8ဒီဂရီကနေ10ဒီဂရီထိရွေ့ကျသွားမှာပါစကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းနဲ့မကွေးတိုင်းတို့မှာလည်းညပူချိန်တွေဟာမနေ့ကထက်2ဒီဂရီစီရောကျက12ဒီဂရီကနေ14ဒီဂရီထိသာရှိနိုင်ပါရှင်။ရခိုင်၊ပဲခူးတိုင်း၊ကရင်၊မွန်နဲ့တနင်္သာရီတိုင်းတို့မှာ14ဒီဂရီကနေ18ဒီဂရီတွင်ရှိနိုင်မှာပါ။ရန်ကုန်တိုင်းနဲ့ရောက်ဒီတိုင်းတို့မှာတော့ညပူချိန်18ဒီဂရီကနေ20ဒီဂရီဝန်းကျင်ထိရှိနေမှာဖြစ်လို့အေးအနေငယ်ပေါ်နေပါလိမ့်မယ်ရှင်။နောက်ဆုံးအနေနဲ့လေထုညံ့ညံ့မှုအခြေအနေကိုလည်းအထူးသတိပေးလိုပါရှင်။မြန်မာနိုင်ငံအလဲပိုင်းဒေသတွေနဲ့မြန်မာကျုံမော်ဒေသတွေမှာဒီနေ့ညနဲ့မနက်ဖြန်မနက်တို့မှာလေထုညံ့ညံ့မှုအညွှန်းကိန်း AQI 100ကနေ120အတွင်းရှိနေမှာဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ကတော့ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာလေထုညံ့ညံ့မှုအညွှန်းကိန်း AQI 130ကျော်ထိမြင့်တက်နေတာကိုတွေ့ရပါတယ်ရှင်။လေထုညံ့ညံ့မှုအညွှန်းကိန်း AQI 100ကျော်နေတဲ့ဒီအခြေအနေဟာကလေးလူကြီးပန်းနာရင်ကျက်ရှိသူတွေနဲ့နှလုံးရောဂါအခန့်ရှိသူတွေအတွက်သတိပြုရမယ့်အခြေအနေပါအခုပြပြပေးခဲ့တဲ့မိုးလေဝသအခြေအနေတွေကိုတော့ကျမတို့ CG Platform ကမိုးလေဝသလေ့လာသူတဦးဖြစ်သူကိုလကွန်ဟိန်ကမိုးလေဝသခန့်မှန်းချက် model တွေမှာဖော်ပြချက်တွေကိုစုစည်းပြီးခန့်မှန်းပေးထားတာပဲဖြစ်ပါရှင်။မိုးလေဝသဖြစ်စဉ်တွေဟာအချိန်နဲ့ညပြောင်းလဲနေရကြောင်းကျမတို့ CG Platform ရဲ့နောက်ဆက်ရမိုးလေဝသသတင်းတွေကိုလည်းဆက်လက်စောင့်ကြည့်ပြီးဖို့မြစ်တာရက်ခံလိုပါရှင်။ CG Platform ရဲ့မိုးလေဝသခန့်မှန်းချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝဘီစစ်ပီတွေကနေအမြဲဆုံးကြည့်ဝေးကြပါစေလို့ကျမစင်တီကဆုတောင်းမေတ္တာပို့သလိုက်ပါရှင်။